အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖုတ်ကကောက် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့ data တွေရဲ့နှုတ်ဆိုတဲ့တွင်းတွေအရာ start ဖို့ပြင်မှာကစားမဲ့ Chelsea နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ကိုကျွန်တော်အန်တန်လေးတရုတ်အနေနဲ့သိစိတ်သုတ်သက်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံး Chelsea တဲ့ရဲ့အခြေအနေကိုကြည့်ရအောင်ဗျာရရင်နီးပြကဲလန်မက်ဖာလေးရဲ့လက်အောက်မှာ Chelsea ဟာဥရောပဝယ်ခွက်အတွက်ကြိုးစားနေပါတယ်အတင်းကတော့တင်ကောဆောရီဂျင်းနဲ့ဝီရီကိုဝဲတို့ကဒါယာကနေပြန်လဲတက်သွားလာပြီးလက်ကျကန်ပြဆင်းနေတာပါပဲဒါပေမဲ့မူတရီနဲ့ဂျိုကာဆန်တို့ကတော့ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူးနော်တင်ဟမ်ဖော်ရဲဘက်မှာတော့ဝီလီဘူရီနဲ့မူရီတို့အဓိကခံစစ်လူတွေဒဏ်ရာရနေတာကသူတို့အတွက်ခံစစ်တတိုင်းကျိုးပုတ်တယ်လို့ဖြစ်နေစေပါတယ်တမိုင်ကျော်ရချက်စီဟာဖော်လင်းနဲ့နှုတ်ဆုတွေ့ခဲ့တဲ့နှစ်ပွဲစလုံးမှာတကူဂူမရှိနဲ့ရလာတွေနဲ့နိုင်ရထားပါတယ်။ဒါပေမဲ့ဖော်ရဲဟာစတာဖူဘရင်မှာဆိုရင်ချက်စီကိုမြေနာဒုက္ခပေးလိရှိပြီးတရေရလာတွေထွက်ကစားတတ်တာကြောင့်ချက်စီနေနဲ့ပေါ်ဆလို့မရတဲ့အနေထားပါ။လက်ရှိဖော်ရဲရဲ့ခြေစွမ်းကတကက်ကိုကျဆရာကောင်းနေပါတယ်။သူတို့ဟာနှုတ်ဆုကိုကွဲဆက်တိုက်ရှုပ်ကွဲမရှိထားသလိုလေးကွဲဆက်တိုက်နိုင်ပွဲရထားတဲ့အထိရှီဟိုကောင်းနေပါတယ်ချက်စီကတော့ချေဆွမ်းကအတက်ကျရှိနေပေမဲ့နှုတ်ဆုပွဲမှာ Leeds United ကိုတကူဂိုးမရှိနဲ့နိုင်ထားတဲ့အတွက်စိတ်ဓာတ်ပိုင်းပြတ်တက်နေပါတယ်ဂိုးဘောကိုတိုးသားရရင်ဖော်ရဲဟာနှုတ်ဆုရှစ်ပွဲဆက်တိုက်ဂိုးသွင်းထားနိုင်တယ်လို့ချက်စီကလည်းအေကွင်းမှာဂိုးသွင်းအားကောက်ပါတယ်ဒါကြောင့်ဒီကွဲဟာဂိုးမြောက် over ဖြစ်ဖို့ရခိုင်နိုး80ကျော်ထိရှိနေပြီးနှစ်ဖက်ပြန်လန်းတွဲမဲ့ပွဲမျိုးဖြစ်လာနိုင်ပါတယ်ချိုးအဖြစ်ခမရရင်ဖော်လင်းနဲ့ခြေစွမ်းတက်ကြမှုချက်စီကိုခက်တွေ့စေမှာပါအေကွဲအဝါချန်နဲ့လူဆိုတဲ့ချက်စီကပဲပွဲကိုကမ်းနိုင်ယူသွားမယ်လို့ယူဆပါတယ်ဗျာကျွန်တော်ရဲ့ခမချက်ကတော့ 2-1 ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားပါဦး